ဘဝမှာလိုချင်တာတွေရဖို့ဘလို့လုပ်ရမလဲလို့လူတွေစဉ်းစားတတ်ကြပါတယ်။တချို့ကကြိုးစားလှုပ်ဆောင်ခြင်းဒါမှမဟုတ်ပိုကောင်းတဲ့အခွင့်အရေးတွေရှာခြင်းတို့နဲ့ရနိုင်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့လူတဦးစီရဲ့အုံနောက်ထဲကိုဝင်ရောက်နိုင်တဲ့လျှို့ဝှက်နီလန်းတွေရှိနေတယ်ဆိုတာကိုတော့သိသူနည်းပါတယ်။ဒီနီလန်းတွေဟာဆက်သွယ်မှုကောင်းတွေဖန်တီးပေးပြီးယုံကြည်မှုနဲ့တန်ရောစင်တွေကိုတိုးပွားစေတယ်လို့ပြောပါတယ်။ ဒီလိုနီလန်းတွေကတော်တော်လေးရိုးရှင်းပြီးနားလည်လွယ်ပါတယ်။အရေးကြီးဆုံးကတော့ဓာတ်တွေကိုအသုံးပြုတဲ့အခါလူတွေကပိုပြီးချစ်ခင်ကြတယ်လို့ဆိုပါတယ်။ကျင်းဝတ်နဲ့ညီတဲ့နီလန်းတွေကြောင့်လူတွေကိုကိုယ့်ကိုယ်သဘောကျလာအောင်ယုံကြည်လာအောင်ပြုလုပ်နိုင်ပါတယ်။လူတွေဟာသူတို့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်တွေကြောင့်ကိုယ်ပြောတာကိုနားထောင်ပြီးလုပ်ပေးတတ်ကြပါတယ်။ လူသားနဲ့လုံသမျှအရာအလုံးဟာခန်းစားချက်တစ်ခုခုအသုံးပြန်တာဖြစ်ပါတယ်။ပေါ်ပြီးလိုချင်တဲ့ခန်းစားချက်ဒါမှမဟုတ်လုံးဝမလိုချင်တဲ့ခန်းစားချက်မျိုးဖြစ်နိုင်ပါတယ်။ဒီလိုခန်းစားချက်တွေကိုနားလည်ပြီးလူတွေတက်ရယူပေးနိုင်တဲ့နီလန်းတွေကိုလေးလာသူကဖော်ထုတ်ခဲ့ပါတယ်။ဒီရှိုးဝနီလန်းတွေထဲမှာလူတွေရဲ့အာယုံစူးစိုက်မှုကိုအပြည့်အဝရယူနိုင်တဲ့နီးစနစ်တစ်ခုရှိပါတယ်။ ဒီနီးစနစ်ကို eco နီးစနစ်လို့ပြောဆိုပါတယ်ဒီနီလန်ကလူတယောက်ပြောလိုက်တဲ့စကားတွေကိုပြန်ပြောပေးတာဖြစ်ပါတယ်ဒီလိုလုပ်တဲ့အခါလူဦးရဲ့ဦးနှောက်စနစ်ကကိုယ့်အပေါ်အာယုံစိုက်လာအောင်အားပေးပါတယ်ဒီနီလန်ကိုဘာသာစကားတန့်စင်မှုနဲ့မဟာဗျူဟာမြောက်မန်ကြီးချင်းတို့လိုနီးစနစ်တွေကနေလည်းအတီးပြုထားတယ်လို့သိရပါတယ် လူတဦးရဲ့ကိုယ်ပိုင်စကားလုံးတွေပြန်ကြားရတဲ့အခါသူတို့ဟာကိုယ့်ကိုနားလေလက်ခံတယ်လို့ခံစားရပါတယ်ဒီနီလန်းကလူတို့ရဲ့အုံနောက်စနစ်ကိုဘေးကင်းတယ်လို့ခံစားရစေပြီးအကာအကွယ်အတားအဆီးတွေကိုလျှော့ချစေပါတယ်ဒါကြောင့်လူတွေဟာကိုယ့်ကိုပိုပြီးယုံကြည်လာကြပြီးဆက်သွယ်မှုပိုမိုခိုင်မာလာပါတယ် ဒီ ego နေစနစ်ကိုလက်ဖြတ်စားဖို့ဒါမှမဟုတ်လက်ဖြားဖို့သဘောမျိုးအသုံးပြုရင်အလုံးမဖြစ်နိုင်ပါဘူး။ဒါပေမဲ့တခြားသူတယောက်ကိုပုံမနားလည်ခြင်းတဲ့စိတ်ရင်းနဲ့အသုံးပြုမယ်ဆိုရင်အလုံးထိရောက်ပါတယ်။ဒီလိုလုပ်တဲ့အခါလူတွေဟာပိုပြီးပွင့်လင်းလာပြီးကိုယ့်ကိုပိုပြီးချစ်ခင်လာကြပါတယ် လူတိုင်းဟာသူတို့ဘဝမှာလိုအပ်ချက်တချို့ကိုဖြည့်ဆည်းဖို့ကြိုးစားနေကြပါတယ်ဒီလိုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အခါလူတွေဟာပိုပြီးချိတ်ဆက်မိတယ်လို့ခံစားရပါတယ်ဒီစိတ်ခံစားမှုဆိုင်ရာချိတ်ဆက်မှုဟာလူတွေရဲ့စိတ်ထဲမှာဘာတွေလိုချင်နေလဲဆိုတာကိုရှာဖွေပြီးအဲ့ဒီလိုလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲဆိုတာကိုသိရှိအောင်ကူညီပေးပါတယ် လူတို့ရဲ့နက်နဲတဲ့စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်တွေကအလွန်အရေးကြီးပါတယ်။ဒီလိုအပ်ချက်တွေနဲ့ထွေတွေ့တဲ့အခါလူတွေဟာပျော်ရွှင်ခြင်းဒါမှမဟုတ်နာကျင်ခြင်းခံစားရတတ်ပါတယ်။ဒီလိုနားလည်မှုကကိုတင်ပြမဲ့အရာတွေကိုလူတွေရဲ့လိုအပ်ချက်တွေနဲ့ဘယ်လိုပေါင်းစပ်ပေးရမလဲဆိုတာကိုပြတာပါတယ်။ လူတွေရဲ့စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်တွေကိုမေးမြန်းတဲ့မေးခွန်းတွေရှိပါတယ်ဘာလို့ချင်တာလဲဒါကဘာအတွက်အရေးကြီးတာလဲဒါကိုရပြီဆိုတာဘယ်လိုသိမလဲစတဲ့မေးခွန်းတွေကဒီချိတ်ဆက်မှုကိုနှက်ဆိုင်စေပါတယ်ဒီလိုမေးခွန်းတွေကနေလူတွေရဲ့စိတ်ခံစားမှုတွေကိုပုံမနားလည်ပြီးသူတို့ရဲ့စန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ် လူတွေဟာအချက်အလက်တွေကြောင့်စိတ်မပြောင်းပဲသူတို့ရဲ့ခံစားချက်တွေကြောင့်ဒါပြောင်းလဲတတ်ပါတယ်။ဒါကြောင့်စိတ်ခံစားမှုတွေကိုဦးတည်တဲ့နီလန်းတွေကဒါအထီးရောက်ဆုံးဖြစ်ပါတယ်။ဒီနည်းစနစ်တွေကလူတွေကိုပုံမယုံထီပြီးကိုယ့်ကိုအားကိုးလာစေရန်ကူညီပေးပါတယ်။ဒီနီလန်းတွေကိုအသုံးပြုရင်လူတွေကကိုယ့်ကိုအမြဲကျေးဇူးတင်နေမှာပါလို့ပြောနိုင်ပါတယ်။